လာလေခဲ့ရင်ဖြင့်အစင်းနဲ့ကြုံနေမယ်ကွယ်မြို့သူပြောပြများလို့မောင်ကြီးတို့တော့စကားကမကြွယ်ပင်ကိုစိတ်ထားနဲ့အခန်းကျွေးပါမယ်။အော်လာလေခဲ့ရင်ဖြင့်အစင်းနဲ့ကြုံနေမယ်ကွယ်မြို့သူပြောပြများလို့မောင်ကြီးတို့တော့စကားကမကြွယ်ပင်ကိုစိတ်ထားနဲ့အခန်းကျွေးပါမယ်မြို့လိုမထူးပေမဲ့ကွယ်အလဲတစ်ခေါက်ချိုးရောက်လာကောင်းတော့တယ်ရွာဝင်လမ်းစီကရဲ့လာမယ်ဆိုရင်မောင်ကြီးကြုံနေမယ်မြေရာ